န်သွားချင်တာမသိပါဘူးဝါရှိကကြားလာမမရင်ခွင်တွေကိုသွားချင်ပါတယ်ဆိုတော့ဟင်တကယ်ဟုတ်ပြီโอเคမင်းဒီနေရာမှန်လည်းမြသွားမယ်နော်အဲ့ဝါရှိကိုလေရှိတဲ့နေရာပတ်သွားကြမယ်လေမင်းအတူတူမသွားချင်ဘူးလား大家嘛嘞，အဲ့သွားချင်ပါတယ်တဲ့မင်းသွားချင်ပါတယ်ကဲဟုတ်ပြီအဲ့တော့မင်းလက်ဆန်တော့ဂျပန်လုံးမဟုတ်မြန်မာလိုပဲမေးအောင်မယ်နော်ဝါရှိနဲ့ဒါပထမဆုံးမင်းဆိုတွေ့ရအောင်ဆိုတော့လေနော်အဲ့တော့မင်းဆိုဘယ်တွေကိုသွားချင်လဲမြန်မာလိုပဲပြောကြည့်ပါဘယ်သွားချင်လဲပြောကြည့်ပါမြန်လေးဟဲ့ခုပင်လေကိုသွားချင်တယ်ဟုတ်ပြီကျန်တဲ့သူတွေရော大家多少？ပကံသွားချင်တယ်ဟုတ်ပြီနောက်ကျန်တဲ့သူတွေရော一ဂျပန်浪，သွားချင်ပါတယ်ပင်လောင်းမင်းခန့်ကမမရင်ခွင်ဟဲ့မူရဂျပန်ကိုသွားချင်ပါတယ်ဟိုဂျပန်ကိုသွားချင်တာမသိပါဘူးဝါရှိကကြားလာမမရင်ခွင်တွေကိုသွားချင်ပါတယ်ဆိုတော့ဟင်တကယ်ဟုတ်ပြီမင်းခန့်ကကြားတော့ဂျပန်ကိုသွားချင်တယ်ဟုတ်ပြီကျန်တဲ့သူတွေရော私もジャパンをどうしますအော်ဝါသားရှိလေဂျပန်ကိုသွားချင်တယ်ဟုတ်တာဗောနော်ဆိုးဆိုးကလည်းဂျပန်သွားချင်တယ်ဟုတ်ပြီကျန်တဲ့သူမင်းမပြောတဲ့သူကလေဟီတိုရီဘိုချီနီနာရီမတ်မှတ်ထားမယ်မင်းဟီတိုရီဘိုချီနီနာရီမတ်今年哪里嘛？မပြောတဲ့သူက FA ဖြစ်မှာနော်ဟီတိုရီဘိုချီနီနာရီလိုက်လေးကအရင်တော့မင်းဆန်တော့ကြက်ခဲ့တယ်မလားဒုခုရှင်ဆိုပြီးတော့လေအဲ့ဒါဟိုမှလေနည်းနည်းတန်ပုံမြင့်မယ်ပေါ့နော်ဒုခုရှင်ကကြောင့်နှစ်မျိုးလုံးမှာသုံးနေပေါ့နော်ဒီရဲ့ဟီတိုရီဘိုချီကကြောင့်ဝါရှိလေလုံးဝ FA စစ်တွေကိုပြနော်ကဲဟီတိုရီဘိုချီနီနာရီမတ်ရှီ ပင်လေသွားခြင်းနဲ့ရှီကတော့ပင်လယ်ကိုသွားချင်တယ်ဟုတ်ပြီရှီဆန်လေးကပင်လယ်သွားချင်တယ်ကျင်းတဲ့သူလေးရောကိုရီးယား大姐嘛嘞，ကိုရီးယားကိုသွားချင်တယ်နော်လက်ဆန်လေမင်းမြန်မာလူတော်မင်းဆန်တို့ကလေပြောဖို့အတွက်လေဟိုမှာကြောက်နေတယ်မပြောရဘူးငါတန်ရင်သူများတွေကြားသွားရင်လေငါရှက်တယ်အဲ့လိုမျိုးမဖြစ်စေချင်ဘူးပေါ့နော်အဓိကအဲ့ကြောင့်မြန်မာလူပဲအရင်ပြောကြည့်မင်းဆန်ဘယ်ကိုသွားချင်လဲတောင်ကြီးသွားခြင်းလေဟုတ်ပြီမင်းတောင်ကြီးအီရပဲသွားမလဲ一浪，ကလော့အီတင်အောင်တောင်ကြီးเป็นเลยแบบเสียเป็นเลย ပင်လေဟုတ်ပြီကျန်တဲ့သူတွေရောလွင်ရအောင်ဘယ်ကိုသွားချင်လဲလွင် 但个ဘန်ကောက်သွားချင်တာလွင်ဆန်လေးကဘန်ကောက်သွားချင်တာဟုတ်ပြီကျန်တဲ့သူလေးရောဖူဂျီတောင်သွားချင်ပါတယ်ဖူဂျီတောင်ဖူဂျီဆောင်သွားချင်ပါတယ်ဟုတ်ပါပြီဗျာโอเคကျန်တဲ့သူလေးရောနိုင်ဆန်မပြောတော့ဘူးလားငပလီတောင်းမယ်ငပလီငပလီသွားမှာမသိပါကပလီတိုင်းကြီးကိုသွားမှာလားမှားပါလို့နော်ငပလီကိုသွားမှာနော်ငပလီဟုတ်ပြီဗျဟုတ်ပြီစိုးမာလေးရောပဲသွားမှာစိုးဆန်လေးကဟုတ်ကဲ့ဂျပန်သွားခြင်းနဲ့လို့ သူကဂျပန်သွားချင်တာပဲနော်သူကဂျပန်သွားဟုတ်ပြီမင်းအကုန်လုံးပြောပြီးသွားပြီလားโอเคအဲ့ဆိုမပြောတဲ့သူကလူပြိုကြီးဖြစ်မှာเนาะလူပြိုကြီးဖြစ်မှာเนาะအဲ့လိုတော့မဖြစ်ခံပါနဲ့เนาะကဲဟုတ်ပြီအဲ့တော့ဝါရှုလေတွားမဲ့နေရဆိုရင်ဒါတိပြီးသားပဲဗျာဆန်ဝါရှုတွားတယ်လာတယ်ဟုတ်တယ်เนาะဆန်ဟုတ်ပြီဒါဆိုဝါရှုဒီခေါက်ဂျပန်လိုလေးရတဲ့လောက်လေအကုန်လိုက်ပြောကြည့်မယ်ရလားအဆင်ပြေလားဟုတ်ပြီကဲဗျာအားလုံးပဲဝါရှုလေတွားမယ်နဲတွားမယ်เนาะဆန်တွားသည်ကိုဂျပန်လိုလေးဘယ်လိုပြောလဲ行きます。လာသည်ကိုဘယ်လိုပြောလဲ来ます。ပြန်ပြီးရောあります。သူ့ရဲ့အရှိမပါတင်ကအဲတုံးလို့ရတယ်เนาะဗျာအဲလေးတုံးကြည့်မယ်เนาะဟုတ်ပြီအဲ့လိုဝါရှိကမြန်မာလိုပြောရင်မနက်ဆန်တို့အားလုံးကဂျပန်လိုပြောမယ် ready ဖြစ်ပြီလားはい。ဟုတ်ပြီမင်းသားပကံကိုတွားမယ်ဆိုဘယ်လိုပြောမလဲ行きます。ဟုတ်ကဲ့လည်းသူတွေကအပြိုးပြမှာเนาะမသားဘကံအခိမတ်ဟုတ်ပြီပင်လေကိုတွားမယ်海へအခိမတ်ဟုတ်ပြီဂျပန်ကိုတွားမယ်日本へ行きます。ဟုတ်ပြီတောင်ကြီးကိုတွားမယ်တောင်ကြီးへ行きます。โอเคရမနော်ပိုးဆန်လေးတော့เนาะအကုန်လိုက်ပြောမယ်เนาะဟုတ်ပြီမင်းသားအဲ့ဆိုဝါရှိကလောကိုတွားကြမယ်ကလောရလာမစအဲ့လိုမျိုးနေရာတွေကအများကြီးတွားကြပြီဝါရှိလို့နော်အဲ့တော့ဝါရှိဒါဆိုရင်တွားတဲ့နေရာမှာဝါရှိထပ်ပြီးတော့ထပ်တွားမယ်နော်ရန်ကုန်ကိုတွားမယ်ဆိုဘယ်လိုပြောမလဲရန်ကုန်へ行きます。ရန်ကုန်ကိုတွားမယ်ဆိုရန်ကုန်အေခီမတ်တော့ဟုတ်တယ်မလားမစရမယ်နော်ဟုတ်ပြီမလားဆန်ဝါရှိလေဖူရူဇာတိုပြန်မယ်ဆိုဘယ်လိုပြောမလဲဖူစာ ခိုင်ခိုင်ဖူရူဇာတိုအေခါအေဒီမတ်ဖူရူဇာတိုအေခါအေဒီမတ်ဟုတ်ပြီမလားဆန်ရမယ်နော်ပန်းချံလာမယ်ဆိုဘယ်လိုပြောမလဲ
酷诶，きます酷诶，酷诶 kimas ဖြစ်မယ်နော်酷诶 kimas အဲ့လိုလေးရလာမစဟုတ်ပြီရုပ်ရှင်ရုံကိုလာမယ် 诶个看诶， အေဂါခံအေခီမတ်ဘယ်လိုပြောမလဲအေဂါခံအေခီမတ်ဟုတ်ပြီအဲ့ဒါနားဆက်သရိษံယုံကိုလာမယ်ဆိုပြီးပြောမလဲ 都不是诶， ဟုတ်ပြီနားဆက်ဒိုဘူးဆိုအေခီမတ်ဘယ်လိုပြောမလဲဒိုဘူးဆိုအေခီမတ်လည်းရနော်အဲ့ဆိုနားဆက်တို့အားလုံးကပြန်ကြတယ်ဟုတ်ပြီနော်ကျွန်တော်ကတော့လေထားလိုက်ပါတော့ကရင်ပြည်နယ်ကိုပြန်မယ်ဝါရှုလေပြည်နယ်ဆိုရင်ရှူးနဲ့တုံးတယ်ပြည်နယ်ဆိုဘာနဲ့တုံးလဲရှူးကရင်ပြည်နယ်ဆိုဘယ်လိုပြောမလဲ တိုင်းဒေသကြီးဆိုဘာနဲ့တုံးတယ်မဲဆန်ဂွန်းနဲ့တုံးနော်ဂွန်းနဲ့တုံးတယ်နော်โอเคဥမာရန်ကုန်ကွန်းခဏမလဲဆန်ပဲခူးကွန်းမကွေးကွန်းအဲ့လိုမျိုးတုံးနေရနော်ဂွန်းနဲ့တုံးပါတယ်မဲဆန်ပြည်နယ်ဆိုရင်ဘယ်လိုလေးပြောမလဲရှူတိုင်းဒေသကြီးဆိုရင်ဟုတ်ပြီမလားဆန်အဲ့ဆိုအားလုံးပြောကြည့်မယ်ဟဲ့လားမလားအောင်ပြောမယ်နော်မလားဆန်ဘာဖြစ်မျိုးဆိုရင်ဘယ်လိုပြောမလဲ 마치 Okay တော်လိုက်တာမဆန်အဲ့တော့အဲ့ဒါပြောကြည့်မယ်အများဦးဒီမျိုးကိုလာမယ်ဆိုဘယ်လိုပြောမလဲ 메와디 마치 ဒါပဲမဆန်များဦးဒီမာချီအေခီမတ်ရလာမယ်ဆိုတော့ပြောမယ်နော်မဆန်ဟောဒီစကားကိုဝါရှုတင်နေလေးမပြောဘဲနဲ့မမတ်လေးနဲ့ပြောကြည့်မယ် ready ဖြစ်ပြီလားဟုတ်ပြီအဲ့ဒါဝါရှုပြောကြည့်မယ်နော်မဆန်ဟုတ်ပြီစူပါကိုလာမယ် 슈퍼에키마스 ဒါပဲမဆန်စူပါအေခီမတ်ရမှာဟုတ်ပြီတပတ်တော့ကိုသွားမယ် တပတ်တော့အေခီမတ်သိချာနားထောင်မယ်နော်မဆန်ဟုတ်ပြီမဆန်စာကြည့်တိုက်ကိုသွားမယ်တူရှော့ခံဟုတ်ပြီမဆန်ယူမင်ကျောက်ကိုသွားမယ် ယူမင်ကျောက်ကိုအေခီမတ်ရလာမယ်ဆန်ဟုတ်ပြီနော်မဆန်ရပါလားဟုတ်ပြီအိမ်ကိုပြန်မယ်ဦးချီခါအေရမနော်ရလာမဆန်ဟုတ်ပြီကျွန်တော်ကတော့ကရင်ပြည်နယ်ကိုပြန်မယ်ကရင်ရှုရဲ့ ပြောလေရမယ်ဘယ်လိုပြောမလဲခါအေဒီမတ်အဲ့ဒီမင်းဆန်တို့တနေရာသွားမယ်နေရာလေးနဲ့ပတ်သက်ပြီးတော့တည်သွားပြီလားမဆန်ဟုတ်ပြီဒီနေ့ဝါရှိရလေးမဆန်လက်ဖက်ရည်လေးတောက်ချင်တယ်လက်ဖက်တောက်ချင်တယ်ဘယ်ကိုသွားမလဲလက်ဖက်ဂျပန်လိုလေးဘယ်လိုပြောလဲ ကိစ္စတဲ့ အဲ့ဒါလက်ဖက်ဆိုင်ကိုသွားမယ်ပြောမလဲโอเคမဆန်အဲ့တော့ဝါရှိနေရာအေအီကီမတ်လို့ပြောလေဘယ်လိုပြောလဲနေရာအေမရရမလားနေရာအေအီကီမတ်โอเคမဆန်ရေးထားမယ်နော်နေရာအေအီကီမတ်โอเคikimas လေလိုက်လို့ရတယ်ပြင်ပါလိုက်လို့ရတယ် kimas ဟုတ်ပြီပင်ခါအေဒီမအဲ့လိုလိုက်လို့ရတယ်เนาะဟုတ်လားနေရဟုတ်ပြီဒါဆိုရင်皆さんဝါရှုလေသွားတယ်သွားပြီဆိုတော့皆さんဘာနေနဲ့သွားရလဲဆိုတော့မမေးဘူးလား皆さんဟုတ်ပြီအဲ့ဆိုဝါရှုကလေဒီမှာသွားတယ်ပေါ့နော်မင်းဘယ်ကိုသွားတာလဲဆိုဘယ်လိုလေးမေးမလဲどこへ行きますか？アナどこへ行きますか？あなたはどこへ行きますか？စကားပြောပုံစံလေးပြောမယ်ဗျာစကားပြောပုံစံလေးပြောကြအောင်နော်အနာတာဝဒုကိုအေကီမတ်ကာဒုကိုအေကီမတ်ကာဟဲ့အဲ့လိုမျိုးဘယ်တော့လာလဲဆိုတဲ့ရမှာနော်ဒီကိုမေးချင်ဘာနဲ့မေးပါလဲဒုကိုအေကီမတ်ကာရမှာလားမဆန်အဲ့တော့မဆန်ဒါဆိုရင်သွားတယ်ဆိုမှမရှိဘူးအဖြေကအများကြီးရှိတယ်ရမှာနော်ဒါဆိုရင်မနီးကဘယ်ကိုသွားခဲ့တာလဲဆိုဘယ်လိုလေးမေးမလဲ昨日はဒါပဲစကားပြောပုံစံလေးပြောကြည့်နော်昨日どこへ行きましたかရလာမလားဟုတ်တယ်မဆန်ဟုတ်ပြီတနေ့ကဘယ်ကိုသွားခဲ့တာလဲဆိုဘယ်လိုလေးပြောမလဲおとといどこへ行きましたか？ဟုတ်ပြီခေစာဘယ်ကိုသွားခဲ့တာလဲဆိုပြောမလဲခေစာどこへどこへ行きましたか？行きましたかဟုတ်ပြီမနေ့ပြန်ဘယ်ကိုသွားမှာလဲ明日
どこへ行きますか？တော်လိုက်မလားအားလုံးမင်းစားအရင်ပိုက်တယ်နော်မစားဒီအတိုင်းရနဲရှဲပဲအကုန်လုံးလိုက်ပြောပြီးရနော်မင်းစားဟိုက်ကျေးဇူးတင်ပါတယ်ဗျာโอเคအဲ့ဆိုမင်းစားဒိုကွေကီမတ်ကာလို့ပြောရပါနော်ဟုတ်ပြီတပတ်ခဘဲကိုသွားမှလေ あさってどこへ行きますか？でどこへ行きますか？あさってどこへ行きますか？あさってどこへ行きますか？အော်ဆို皆さんဝါရှိ3နှစ်ပေါ်မူတည်တယ်နော်皆さん3နှစ်ပေါ်မူတည်တဲ့ခီနိုအိုတိုတိုကြီးခဲစားဆိုဘာဖောင်ပဲတော့ရမှာလဲအတိတ်ဖောင် マスター。 မတ်စတာဖောင်တော့ရမယ်နော်皆さんရလားအဲ့ဆို皆さんဒီဒီနားလည်မလား皆さん はい。はい。 ဟုတ်ပြီနေ့တိုင်းဘယ်ကိုသွားတာလဲဆိုဘယ်လိုမေးမလဲ 毎日一日どこへ行きますか？ ဟုတ်တယ်毎日どこへ行きますかအဲ့လိုပြောရမယ်တူကြဘယ်လိုပြောလဲ毎日どこへ行きますか？毎日どこへ行きますか？どこへ行きますか？ ပြောတဲ့စကားလေးမှာမလားစာလိုလေးမဆိုပဲနဲ့စကားပြောပုံစံလေးစူးစမ်းပြီးပြောကြည့်皆さんဒါစကားပြောပုံစံပေါက်လာလိမ့်မယ်နော်ဟုတ်ပြီညတိုင်းဘယ်ကိုသွားတာလဲဆိုဘယ်လိုပြောလဲ 毎晩どこへ行きますか？ ဒါဆိုမြတ်တရားရောက်ကိုလေးမေးချင်လေတကယ်ချင်းမင်းဘယ်ကိုသွားတာလဲလို့မေးတတ်ပြီလားမြတ်ဆန် はい。はい。မြတ်ဆန်ရမယ်နော်အဲ့ဆိုဒါမေးခွန်းလေးကိုပြောပြနော်အဲ့တော့မေးခွန်းလေးတစ်ခုတော့မေးတတ်သွားပြီနော်မေးခွန်းလေးတစ်ခုမေးတတ်သွားပြီနော်နောက်တစ်ခုမေးမယ်